ဖြည့်ဆွက်စာကိုဘလို့လူတွေတောက်တင်တာလဲဆိုတော့ကိုနည်းနည်းလေးပြောပြခြင်းနဲ့ဘာကြောင့်မို့လဲဆိုတော့စတူကိုတိုင်းကဖြည့်ဆွက်စာလေးတွေကိုပေါ့နော်ကုညီပေးနေရကြမို့ဘလို့လူတွေအတောက်များလဲဆိုတော့စညိုတို့စီမှာဆိုရင်တော့အသက်30 40အရွယ်ပေါ့နော်အတောက်များတယ်ပြီးကြရင်တော့စညိုတို့အသက်ကြီးတဲ့လူကြီးတွေပေါ့နော်အဲ့ထဲမှာဆိုရင်တော့စညိုတို့ကဒီ fiber တွေ fiber အဓိကရောင်းတာဖြစ်တဲ့အတွက် fiber တွေဆိုရင်တော့အသက်40ကျော်နောက်ပိုင်းကပို့ပြီးတော့အတောက်များကြပါတော့အဲ့ဒီမှာဖြည့်ဆွက်စာတောက်တဲ့ခါကျရင်ဘေးထွက်ဆိုးကျိုးတွေကပါရှိလဲပေါ့နော်ဘေးထွက်ဆိုးကျိုးကတော့မရှိလောက်နေပါတယ်ရှင်ဒါတူးရဲ့ပမာဏတိုင်းလေးပဲပုံမှန်လေးတောက်သွားရင်တော့ညတို့ဘာမှဘေးထွက်ဆိုးကျိုးမရှိဘူးတခါတတိထားမှာပေါ့နော်တစ်ခုတတိထားမှာကျတော့ညတို့ဖြည့်ဆွက်စာကိုရမီတယ်ဆိုတာထက်ကိုပေါ့နော်ဖြည့်ဆွက်စာကိုလိုအပ်မှတော့နောက်ထပ်ကကျတော့ဘာကိုတောက်ပေးရမှာလဲဆိုတော့တဘာဝအစားအစာတွေကိုစားပေးရမယ်ညတို့တဘာဝကနေရတဲ့အစားအစာအသီးရွက်တွေပေါ့နော်အတူတပြင်းဆိုရင်တော့လိမ္မော်ဒီပန်ဒီကအစားပေါ့နော် organic အသီး organic food တွေကိုစားပေးရမှာလည်းဖြစ်ပါတယ်ရှင် organic food တွေစားပေးခြင်းအပြင်ညတို့ကျန်းမာရေးတွေကောင်းလာမယ်ဆရာဝန်ဆေးရုံစီကံလုံးဝတော့ဆရာမလို့တဲ့ထီတောင်မှာခုခံအားကောင်းနိုင်တာလည်းဖြစ်ပါတယ်အဲ့တော့အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေနဲ့ကိုကကျတော့ဖြည့်ဆွက်စာတောက်ချင်တယ်ဆိုရင်တော့ညစီမှာတော့ fiber လေးတွေရပါတော့ fiber ထုတ်လေးတွေမကြခင်မှာရောက်ဖို့ရှိတယ်အကယ်၍အစာအိမ်ဖြစ်တတ်တဲ့သူတယောက်ဆိုရင်လည်းရှားဆောင်တဲ့ပတ်ဖြိုရည်လေးတွေရှိတယ်ဒါလေးတွေဆိုရင်လည်းဒါစမျိုးတို့သူတို့တက်မှတ်တဲ့ပမာဏတိုင်းတောက်ပေးလို့ရတယ်လို့တော့ပိုလျှော့ပေါ့နော်ကိုယ့်ရဲ့ယောဂအနေထားကိုကြည့်ပြီးတော့တောက်ပေးလို့ရပါတယ်ရှင်ဒါလေးလာပြောပြပေးရပါအဲ့တော့ဒါအခုနောက်ပိုင်းဆိုရင်တော့မျိုးတို့ organic food ကလည်းဒါရှားလာပြီပေါ့နော်ဘာလို့စားမှလဲပေါ့ဘာလို့ဦးတက်ရှိလောက်ရမှလဲပေါ့နော်အထူးသဖြင့်ဆိုရင်တော့ညတို့ကအပြင်မှာစားရတဲ့စားမှန်သမျှကျတော့organic ဆိုတာရှားသွားပြီအခုခေတ်ထဲမှာကျတော့လေဒါကြောင့်မို့ဦးတက်ရှိဥမကြီးတက်ရှိလုတ်ပေးခြင်းအပြင်ညတို့ကကျမ်းမာရေးကိုကာကွယ်ထားတာပေါ့နော်ဒါဆိုရင်တော့လူကြီးလူငယ်မရွေကာကွယ်ထားတဲ့နဲ့ဒါလေးပါထပ်ပြီးတော့ပြောပြပေးလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်